โอเคนี่ล่ะมาကြိုးဆိုပါတယ်ရှင်ဒီနေ့တံမြာတိတုတ်ဆက်ဆက်လေးတုတ်ပြမှာဖြစ်ပါတယ်ရှင်တုံနည်းလေးကလည်းအရန်ကိုလွယ်ကူပါတယ်เนาะဒီမှာကြည့်ပါအောင်တံမြာတိတုတ်လေးစားကျင်စရာလေးရှင်တံမြာတိတုတ်ရန်အတွက်ကိုတံမြာတိ10လုံးကိုခွန်လေးတွေခွာပေးထားမယ်ပြီးတာနဲ့သူ့ကိုအစိတ်လေးတွေစိတ်ပေးထားမယ်เนาะကဲစပြီးတော့တုတ်ပါမယ်ဒီမှာပဲမုတ်ထည့်ပါမယ်ပဲမုတ်ကိုထမင်းစားစွန်းနဲ့တစွန်းစာထည့်ပါတယ်မြေပဲထောင်းထားတာကိုထမင်းစားစွန်းနဲ့တစွန်းကွယ်ထည့်ပါတယ်ပစွန်ကြောက်ကိုတော့ဒီမှာခက်များများလေးထောင်းပေးထားတယ်เนาะကဲငုတ်သီးမုတ်ကိုထမင်းစားစွန်းနဲ့တစွန်းကွယ်ထည့်တယ်ဒါကတော့အယောင်စင်မုံလေးပါเนาะအနည်းငယ်ထည့်တယ်ငပိဘူးကိုဒါရင်နွေးဖြော်ပေးထားတာဖြစ်ပါတယ်ရှင်ငပိကိုလည်းခက်များများလေးပဲသုံးလိုက်တယ်ပြီးတာနဲ့အရသာလေးစပြီးတော့နေပေးပါမယ်เนาะအရသာလေးနေပြီးတော့မြည်ကြည့်တဲ့အခါမှာနည်းငယ်ပေါ့နေတဲ့အတွက်ကြောင့်ငပြားရည်လေးထမင်းစားစွန်းနဲ့တစွန်းစာထပ်ထည့်လိုက်တယ်เนาะကဲအခုနေလေးဆိုရင်တော်ပါပဲเนาะသူ့ကိုနေရင်းနဲ့ကိုအရန်ကိုစားကျင်နေပါပြီရှင်စားကြပါအောင်ရှင်ကဲအခုဆိုရင်တော့အရန်ကိုစားကောင်းပြီးရတာရှိတယ်တံမြာတိတုတ်ဆက်ဆက်လေးရပါပြီရှင်